မစာမျက်နှာ400နံပါတ်3ဂျပန်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့၏လူဦးရေသည်2016ခုနှစ်၌ညီမျှရှိသည်ကိုအောက်ပါဇယားတွင်ပြထားသည်ဒီမှာဒါသူပြထားဒီဇယားလေးနိုင်ငံအမည်ဆိုတဲ့ column လေးမှာဂျပန်နဲ့အင်ဒိုနီးရှားလူဦးရေဆိုလို့ရှိရင်ဒါဂျပန်နိုင်ငံနဲ့တန်းတန်းလေးမှာဂျပန်နိုင်ငံရဲ့လူဦးရေပေါ့နော်ဒါအင်ဒိုနီးရှားနိုင်ငံရဲ့ဒါလူဦးရေဒီနေရာလေးမှာဆိုတော့ဘယ်နှလုံးပါလဲဆိုတော့တစ်ချက်ကြည့်ကြည့်မယ်1 2 3 4 5 6 7 8 9လုံးပါတယ်ဂျပန်နိုင်ငံရဲ့လူဦးရေမှာဆိုတော့နော်နောက်အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေကြည့်လိုက်မယ်1 2 3 4 5 6 7 8 9လုံးစီပါတယ်နော်ဒါဆိုရင်ဘယ်လောက်စီရှိလဲဆိုတော့ဒီချက်တော့နေရာလိုက်တန်ဖိုးတွေကိုဖတ်ကြည့်ရမယ်ဒီမှာကကြီးရသူကဘာလုပ်ခိုင်းတာလဲဆိုတော့ဇယားကိုကြည့်ပြီးဂျပန်နိုင်ငံဤလူဦးရေကိုဖတ်ပါစာဖြင့်ရေးပါနှစ်ခုလုပ်ပေးရမယ်ကဏ္ဍကိုလည်းဖတ်မယ်ပြီးရင်စာနဲ့လည်းရေးပေးရမယ်ဒါဆိုလို့ရှိရင်ဒီချက်တော့ဒီမှာနေရာလိုက်တန်ဖိုးတွေပထမဦးဆုံးဒါဂျပန်နိုင်ငံရဲ့လူဦးရေကိုထည့်ရတာเนาะဇယားဆိုတာသူ့ရဲ့နေရာလိုက်တန်ဖိုးလေးတွေလည်းဖော်ပြထားတယ်ဒါဆိုရင်ကဏ္ဍအားလုံးမှာ6လုံးရှိရနေရာလိုက်တန်ဖိုးဘယ်လောက်ထိသွားလဲဆိုတော့ဒီမှာခုကနေစရမယ်ဆိုလို့ရှိရင်ခု10ရာထောင်တောင်းသိန်းတန်းတတိပြီးရင်10ကလေးထိရှိတယ်10ကလေးထိဆိုလို့ရှိရင်ကဏ္ဍအားလုံးပေါင်း6လုံးရှိရပါတော့ဒီမှာဆိုရင်ကလေးနေရာမှာနှစ်ကလေးပြီးလို့ရှိရင်10ကလေးနေရာမှာပြည့်ဖြစ်တဲ့အတွက်32ကလေးလို့ဖတ်လို့ရတယ်32ကလေး9တန်း9သိန်း4တောင်9တောင်ဒါဆိုလို့ရှိရင်ဒါဂျပန်နိုင်ငံရဲ့လူဦးရေကိုဖတ်လိုက်တာဒါဆိုရင်အခုဖတ်လိုက်တဲ့အတိုင်းလေးပဲစာနဲ့ပြန်ပြီးတော့ခြာရေးပေးရမယ်ဘယ်လိုရေးမလဲဆိုရင်10ကလေးနေရာမှာ1ရှိရ10ပေါ့ကလေးနေရာမှာ2ရှိရဆိုတော့12ဖြစ်သွားတယ်12ကလေး9တန်း9သိန်း4တောင်9တောင်စာကြီး12ကလေး12ကလေးပြီးရင်9တန်း9သိန်း4တောင်9တောင်ဒီလိုလေးရေးလိုက်မယ်နော်30ကနှစ်ကလေး9တန်း9သိန်း4တောင်9တောင်ဒါဆိုရင်ဖာခွေးလေးကိုဆက်ပြီးတော့ကြည့်ကြည့်မယ်